အားလုံးပဲမင်္ဂလာပါ Safe Space မြန်မာမှာကြိုဆိုပါရစေအားလုံးပဲမင်္ဂလာပါ Safe Space မြန်မာကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ရဲ့နောက်ဆုံးအပိုင်းမှာလူအတိုင်းအဝိုင်းထဲမှာခွန်အားကိုဘယ်လိုရှာဖွေမလဲဆိုတာဆွေးနွေးခဲ့ကြပါတယ်အပြန်အလှန်ဆက်သွယ်မှုကကျွန်တော်တို့ကိုကုစားဖို့နဲ့နှာကျင်မှုတွေကိုတယောက်တည်းတည်ပိုးစရာမလိုဘူးဆိုတာတတိယစီဖို့ဘလို့ကူညီပေးတယ်ဆိုတာပေါ့ဒါပေမဲ့ဘယ်သူမှမမြင်နိုင်တဲ့နာကျင်မှုတွေကကောပြုံးတွေရဲ့နောက်ွယ်မှာတိတ်တဆိတ်ပုံးကွယ်နေတဲ့နာကျင်မှုမျိုးအချိန်ကာလတွေကြာပြီးနောက်မှာတော့ဆွဲမြဲကြံနေတဲ့နာကျင်မှုမျိုးကိုဆိုလိုတာပါအဲ့ဒီအကြောင်းကိုဒီနေ့ကျွန်တော်တို့ပြောကြပါမယ်မမြင်ရသောဒဏ်ရာများကိုကုစားခြင်းဆိုတဲ့အကြောင်းပါဒီဒဏ်ရာတွေဟာသွေးမထွက်ပေမဲ့အတွင်းစိတ်ထဲမှာနက်နက်ရှိုင်းရှိုင်းခံစားနေရတာမျိုးတခါတလေနှစ်ပေါင်းများစွာကျွန်တော်တို့နှလုံးသားထဲမှာဆွဲမြဲနေတတ်တဲ့ဒဏ်ရာတွေပါကျွန်တော်တို့ဆက်ပြီးမပြောခင်အသက်ကိုတစ်ချိန်လောက်အတူတူရှူကြရအောင်ပါဖြည်းဖြည်းချင်းရှူသွင်းပါပြီးရင်မြင်သာစွာရှူထုတ်လိုက်ပါမင်းဒီနေရာမှာလုံခြုံပါတယ်မင်းတယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့နာကျင်မှုအကြောင်းတွေးတဲ့အခါမြင်သာတဲ့အရာတွေပြောရရင်ဒဏ်ရာအမာရွတ်ဒါမှမဟုတ်အယိုးကျူးတာမျိုးတွေကိုပုံမှန်အားဖြင့်စိတ်ကူးမိတတ်ကြပါတယ်ဒါပေမဲ့နာကျင်မှုတချို့ကနှလုံးသားထဲမှာနက်နက်ရှိုင်းရှိုင်းအမြင့်တွယ်နေပြီးတခြားသူတွေမမြင်နိုင်သလိုကိုတောင်သတိမမူမိပဲရှိနေတတ်ပါတယ်ဒီလိုနာကျင်မှုမျိုးဟာကြောက်ရွံ့မှုဆုံးရှုံးမှုခွဲခွာရမှုသို့မဟုတ်မရေရာတဲ့အဖြစ်အပျက်တွေကနေတိတ်တဆိတ်ရောက်လာတတ်ပါတယ်ဒါဟာကျွန်တော်တို့ရဲ့နေ့စဉ်လှုပ်ရိုးလှုပ်စဉ်တွေအပြုံးတွေတာဝန်ယူမှုတွေရဲ့နောက်ွယ်မှာပုံကွယ်နေတတ်ပါတယ်မင်းကပုံမှန်အားဖြင့်အလုတ်လုတ်ရင်းတငယ်ချင်းတွေနဲ့စကားပြောရင်းဟာတတွေကိုရေမောနိုင်ပါတယ်ဒါပေမဲ့အတွင်းစိတ်ထဲမှာလေးလံနေတာတစ်ခုခုကိုခံစားနေရစေဖြစ်နိုင်ပါတယ်လူမသိသူမသိကြိတ်ခံစားရတဲ့ဝမ်းနည်းမှုတွေဘလောက်အိတ်ဆက်နားနေပါစီမပြေပြောက်နိုင်တဲ့ပင်ပန်းနွမ်းနယ်မှုတွေလွတ်လပ်မှုမရှိဘူးလို့ခံစားရတဲ့နှလုံးသားတွေဒါတွေဟာကျွန်တော်တို့အတွက်မမြင်ရတဲ့ဒဏ်ရာတွေလို့ခေါ်တာပါကျွန်တော်တို့တွေးခေါ်ပုံခံစားပုံနဲ့နေထိုင်ပုံတို့ကိုပုံဖော်ပြီးတဲ့စိတ်ပိုင်းဆိုင်ရာအမာရွတ်တွေပါမြန်မာပြည်မှာကျွန်တော်တို့တဲကအများအပြားဟာဒီလိုဒဏ်ရာတွေကိုတည်ဆောင်ထားကြပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာအရာအလုံးဟာပြောင်းလဲခဲ့တယ်ကျွန်တော်တို့ရဲ့အိမ်တွေအလုပ်တွေလုံခြုံမှုငြိမ်းချမ်းမှုခံစားချက်တွေအားလုံးပါပဲတချို့ကချစ်ရသူတွေကိုဆုံးရှုံးခဲ့ရတယ်တချို့ကသူတို့ရွာတွေကနေနေရာပြောင်းရွှေ့ခဲ့ရတယ်တချို့ကဘသူမှမကြုံတွေ့တဲ့အရာတွေကိုမြင်ခဲ့ကြားခဲ့ကြုံခဲ့ရတယ်တန်မာတယ်လို့ထင်ရတဲ့သူတွေအတွက်တောင်နာကျင်မှုကအတွင်းထဲမှာဆွဲကြံနေတတ်တယ်အဲ့ဒီနာကျင်မှုတွေကတိတ်ဆိတ်နေပေမဲ့တကယ်ရှိနေတာပါကျွန်တော်တို့ဟာတန်မာအောင်နေပါမငိုနဲ့ဘာပဲဖြစ်ဖြစ်ရှေ့ဆက်သွားလိုက်ပါစတဲ့စကားစုတွေကိုကြားပြီးကြီးပြင်းလာခဲ့ကြတယ်တခြားသူတွေစိတ်မပူစေဖို့ဒါမှမဟုတ်ကျွန်တော်တို့ဟာအားနည်းသူအဖြစ်အထင်မခံရအောင်ကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေကိုဖုံးကွယ်ဖို့သင်ယူခဲ့ကြရတယ်ဒါပေမဲ့တိတ်ဆိတ်မှုကနာကျင်မှုကိုမကုစားနိုင်ပါဘူးဒါဟာနာကျင်မှုကိုပိုပြီးနက်နက်ရှိုင်းရှိုင်းမြုပ်နှံလိုက်တာပါပဲကျွန်တော်တို့မြုပ်နှံထားတဲ့အရာကနောက်ဆုံးမှာပိုပြီးလေးလံလာတယ်ကျွန်တော်တို့ရဲ့နှလုံးသားတွေကတိတ်တိတ်ဆိတ်ဆိတ်သယ်ပိုးနိုင်စွမ်းမရှိတော့တဲ့အထီးပေါ့လေဘာကြောင့်မှမသိဒေါသထွက်တာဒါမှမဟုတ်စိုးရိမ်ပူပန်တာမျိုးမင်းခံစားဖူးနိုင်ပါတယ်တချို့နေရာဒါမှမဟုတ်အတန်တွေကိုမင်းတကူးတကရှောင်မိနေနိုင်တယ်လူတွေကိုလွယ်လွယ်ကူကူမယုံကြည်တော့တာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်ဘဝကအယောင်အသွေးတွေဆုံရှုံသွားသလိုမျိုးလစ်ဟာနေတာကိုခံစားရနိုင်တယ်ဒါဟာအားနည်းခြင်းရဲ့လက္ခဏာတွေမဟုတ်ပါဘူးဒါဟာဂရုစိုက်မှုလိုအပ်နေတဲ့ဒဏ်ရာတွေရဲ့လက္ခဏာတွေပါတည်င်းကောင်းကတော့ကျွန်တော်တို့ဒီဒဏ်ရာတွေကိုမမြင်နိုင်ရင်တောင်မှကုစားနိုင်စေပါပဲကုစားတယ်ဆိုတာမေးဖြစ်တာဒါမှမဟုတ်ဘာမှမဖြစ်ခဲ့ဘူးလို့ဟန်ဆောင်တာမဟုတ်ပါဘူးဒါဟာဖြစ်ပျက်ခဲ့တဲ့အရာနဲ့အတူအေးချမ်းစွာနေထိုင်ဖို့သင်ယူခြင်းပြီးတော့ကျွန်တော်တို့ရဲ့နှလုံးသားတွေလုံခြုံမှုကိုပြန်ရှာတွေ့ဖို့ခွင့်ပြုခြင်းပါပဲဒါဟာမင်းအနေနဲ့ဟုတ်တယ်ငါထိကြိုက်နာကျင်ခဲ့တယ်ပြီးတော့ငါကုစားဖို့ထိုက်တန်တယ်လို့ပြောလိုက်တဲ့အချိန်ကစတင်ပါတယ်
အသက်ရှူဖို့နားခိုဖို့ဝေမျှဖို့ပြန်လဲချိတ်ဆက်ဖို့စားတဲ့သေးငယ်တဲ့ခြေလမ်းတွေလှမ်းတဲ့အခါဒါဟာကြီးထွားလာပါတယ်တခြားသူတွေကိုမင်းနဲ့အတူရှောက်လန်းခွင့်ပေးတဲ့အခါကျင်နာမှုနဲ့လူအတိုင်းဝိုင်းကမင်းရဲ့နာကျင်မှုကိုဝန်းရံစေတဲ့အခါဒါဟာပိုပြီးတန်မာလာပါတယ်ဒါကြောင့်မင်းအခုဘယ်နေရာမှာပဲရှိနေပါစေအိမ်မှာဖြစ်ဖြစ်ဘတ်စကားပေါ်မှာပဲဖြစ်ဖြစ်ညရဲ့တိတ်ဆိတ်မှုထဲမှာထိုင်နေတာဖြစ်ဖြစ်အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပါမင်းဒီနေရာမှာလုံခြုံပါတယ်မင်းနဲ့အတူငါတို့ရှိပါတယ်ပြီးတော့မင်းတယောက်တည်းမဟုတ်ပါဘူးကျွန်တော်ဇလန်းလေးတစ်ခုကိုပြောပြချင်ပါတယ်ကရင်နီပြည်နယ်ကကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ကိုအောင်ရဲ့အကြောင်းပါလွန်ခဲ့တဲ့နှစ်တွေကပရိပခကာလအတွင်းမှာသူစာသင်နေတဲ့ကျောင်းဟာရုတ်တရက်တိုက်ခိုက်ခံခဲ့ရပါတယ်သူဟာကျောင်းသားတွေနဲ့အတူထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီးမြဲတနတ်တန်တွေအဟစ်တန်တွေနဲ့ကြောက်ရွံ့မှုတွေဟာအဲ့ဒီနေ့ပြီးတဲ့နောက်သူ့အတွင်းစိတ်ထဲမှာအကြာကြီးကြံနေခဲ့ပါတယ်သူတခြားမြို့ကိုပြောင်းရွှေ့သွားပြီးတဲ့အခါစာပြန်သင်ကြားခဲ့ပါတယ်ဒါပေမဲ့ကျေလောင်တဲ့အတန်တစ်ခုခုကားပလက်ပေါက်တန်မိုးချင်းတန်ဒါမှမဟုတ်ကြောင်းခေါင်းလောင်းထိုးတန်ကိုကြားတဲ့အခါတိုင်းသူ့နှလုံးခုန်လုံးမြန်လာတယ်လက်တွေတုံလာတယ်စိတ်တွေဗလာဖြစ်သွားပါတယ်ညဘက်တွေမှာသူအိမ်မရခဲ့ပါဘူးတင်းငယ်တဲ့အမားတွေအတွက်သူ့ရဲ့ចောင်းသားတွေကိုအော်ဟစ်ခဲ့တယ်သူဟာထခနဲဆိုတာနဲ့ထိတ်လန့်လွယ်ပြီးလူတွေနဲ့ဝေးကွာလာခဲ့တယ်သူတွေးမိတယ်ငါအားနေနေတာဖြစ်မယ်ငါပျက်စီးသွားတာဖြစ်မယ်လို့တနေ့မှာတော့ကိုအောင်ရဲ့တငယ်ချင်းတယောက်ကသူ့ကိုဒေသခံစေတနာဝန်ထမ်းတွေဦးဆောင်တဲ့လူမှုအထောက်အကူပြုအဖွဲ့ငယ်လေးတစ်ခုမှာပါဝင်ဖို့ဖိတ်ခေါ်ခဲ့တယ်အစပိုင်းမှာသူမသွားချင်ခဲ့ဘူးအယူတွေမှာပဲနှစ်သိမ့်ဆွေးနွေးအကြံဉာဏ်ရယူမှုတွေလိုအပ်တယ်လို့သူထင်ခဲ့တယ်ဒါပေမဲ့သူ့တငယ်ချင်းကခဏခဏခေါ်တာနဲ့နောက်ဆုံးမှာတော့သူသဘောတူခဲ့ပါတယ်အဲ့ဒီမှာသူကတခြားသူတွေသူတို့ရဲ့ကြောက်ရွံ့မှုတွေနဲ့အိမ်မပျော်တဲ့ညတွေအကြောင်းဝေမျှတာကိုနားထောင်ခဲ့ရတယ်သူ့မြေဆုံးရှုံးသွားတဲ့လေသမားတူကလေးတွေနဲ့ထွက်ပြေးခဲ့ရတဲ့မိခင်တူအကြမ်းဖက်မှုကိုမြင်ခဲ့ရတဲ့လူငယ်တူစသဖြင့်ပေါ့ပထမဆုံးအကျင့်ဖြစ်ကိုအောင်ကနာကျင်ခံစားနေရတာတွေဟာသူ့တယောက်တည်းမဟုတ်ဘူးဆိုတာသတိထားမိခဲ့ပါတယ်သူခံစားနေရတဲ့နာကျင်ခံစားခဲ့ရမှုတွေအပေါ်တုတ်ပြန်မှုတွေဟာယူသွမှုမဟုတ်ဘူးမင်းနာကျင်ခဲ့တယ်ဒါပေမဲ့အသက်ရှင်ခဲ့တယ်လို့သူ့ခန္ဓာကိုယ်ကသူ့ကိုပြောပြနေတဲ့နည်းလမ်းပဲဖြစ်ပါတယ်အချိန်ကြာလာတာနဲ့အမျှအသက်ရှူခြင်းစင်ခြင်းတုတ်သက်ခြင်းနားထောင်ခြင်းစတာတွေနဲ့အတူကိုအောင်ကစတင်ကုစားလာခဲ့တယ်သူကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်ဖွယ်မြင်ကွင်းတွေအမရစရာတွေဟာမပြောက်ကွယ်သွားပေမဲ့သူတို့ရဲ့အစွမ်းတတ္တိတွေလျော့နေလာခဲ့တယ်သူကနောက်ပိုင်းမှာပြောခဲ့တာကကျွန်တော်ရဲ့နာကျင်မှုဟာကျွန်တော်ရဲ့ရန်သူမဟုတ်ဘူးနာကျင်မှုတွေကကျွန်တော်ရဲ့ဆရာပါဆိုတာကိုကျွန်တော်သင်ယူခဲ့ရတယ်ကိုအောင်လိုပဲကျွန်တော်တို့အများအပြားဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေမမေ့လျော့သေးတဲ့အမတ်တရားတွေကိုတည်ဆောင်ထားကြတယ်ကျွန်တော်တို့ရဲ့နှလုံးခုန်နှုံးတွေမြန်လာတယ်ကျွန်တော်တို့အသက်ရှူတာတင်းကျပ်လာတယ်တခါတလေကျွန်တော်တို့ဒီအကြောင်းကိုမပြောဘဲရှောင်ရှားပေမဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကသတိရနေစေပါအတူတူခဏရန်နာလိုက်ရအောင်အသက်ကိုဖြည်းဖြည်းချင်းရှူသွင်းပါပြီးရင်နှင်းသားစွာပြန်ရှူထုတ်လိုက်ပါအခုမင်းရဲ့ရင်ဘတ်ပေါ်လက်တစ်ဖက်ကိုတင်ထားပါမင်းရဲ့နှလုံးခုန်တန်ကိုခံစားကြည့်ပါမင်းရင်ဆိုင်ခဲ့ရတဲ့အရာအလုံးပြီးခဲ့တဲ့နောက်မှာတော့တည်ငြိမ်ပြီးခိုင်မာစွာဒီနေရာမှာရှိနေသေးပါကိုတူတူလေးပြောလိုက်ပါငါအများကြီးကြုံတွေ့ခဲ့ရပေမဲ့ငါဒီနေရာမှာရှိနေသေးပဲကျွန်တော်တို့ရဲ့အုံနောက်ကအမှတ်တရတွေကိုအတွဲလိုက်မှတ်ထားတတ်ပါတယ်အဲ့ဒီဖြစ်ရတဲ့အတူပါလာတဲ့စိတ်ခံစားမှုပေါ့ဥပမာပြောရရင်တနတ်တန်နဲ့ကြောက်ရွံ့မှုမိုးချင်းတန်နဲ့ထိတ်လန့်မှုရေမောတန်နဲ့ပျော်ရွှင်မှုပျော်ပွဲစွာထက်ခြင်းနဲ့ပျော်ရွှင်ချမ်းမြေ့မှုစိတ်တန်ရာဖြစ်လာတဲ့အခါအဲ့ဒီအစိတ်ပိုင်းနှစ်ခုအမတ်ရစရာနဲ့စိတ်ခံစားမှုတွေဟာတင်းကျပ်စွာချိတ်ဆက်မိသွားနိုင်ပါတယ်ဒါကြောင့်အန်ဒီယေကိုကြော်လွန်သွားပြီးနောက်မှာတော့နှိုးဆွမှုတစ်ခုခုဥပမာအတန်တတန်အနံ့တစ်ခုခုစကလုံးတစ်လုံးဒါတွေကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုအရင်ကလိုကြောက်ရွံ့မှုကိုပြန်ခံစားစေနိုင်ပါတယ်ဒါဟာအားနည်းချက်မဟုတ်ပါဘူးဒါဟာကျွန်တော်တို့ကိုကာကွယ်ဖို့ကြိုးစားနေတဲ့အုံနောက်ရဲ့နည်းလမ်းပါကုစားတယ်ဆိုတာအဲ့ဒီအမှတ်ရစရာတွေကိုဖျက်ပစ်တာမဟုတ်ပါဘူးအရင်ကရှိနေပြီးသားချိတ်ဆက်မှုကိုရှော့ချပြီးလုံခြုံမှုနားလည်မှုနဲ့ဂရုဏာတို့နဲ့အတူပြန်လဲချိန်ညှိတာမျိုးပါ
ဒါဟာမင်းရဲ့စိတ်ကိုပြောပြနေတယ်လို့ပါပဲဟုတ်တယ်ဒါဖြစ်ခဲ့တယ်ဒါပေမဲ့ငါအသက်ရှင်ခဲ့တယ်ငါအခုလုံခြုံနေပြီငါဒီအမတ်ရစရာကိုအေးချမ်းစွာနဲ့ပြန်ကြည့်နိုင်ပြီဆိုတာမျိုးပါအသက်ရှူခြင်းစင်ကြင်သုံးသက်ခြင်းနဲ့ယူဆိုင်မှုတွေကတဆင့်ကျွန်တော်တို့အုံနောက်ကိုဖြည်းဖြည်းချင်းချိတ်ဆက်မှုအသစ်တစ်ခုကိုသင်ပေးပါတယ်ဖြစ်ရတဲ့သင်ခန်းစာနာကျင်မှုနဲ့ဂရုဏာကြောက်ရွံ့မှုနဲ့အဲ့ဒီကနေကြီးထွားလာတဲ့ဉာဏ်ပညာအချိန်ကြာလာတဲ့နဲ့အမျှအဲ့ဒီအမှတ်ရစရာကသူ့ရဲ့ထက်မြက်တဲ့အစွမ်းတွေကိုစတင်ဆုံးရှုံးလာပါတယ်တစ်ချိန်ကနာကျင်မှုကိုဖြစ်စေခဲ့တဲ့အရာကကျွန်တော်တို့ကိုခွန်အားဖြစ်စေပြီးကျွန်တော်တို့ဘလောက်တောင်တန်မာလာပြီလဲဆိုတာကိုသတိရစေဖို့စတင်ပြောင်းလဲလာပါတယ်ကုစားခြင်းဟာအတိတ်ကိုမေ့ပစ်တာမဟုတ်ပါဘူးဒါဟာအတိတ်ကကျွန်တော်တို့ရဲ့စိတ်ထဲမှာရှင်သန်နေတဲ့ပုံစံကိုပြောင်းလဲပစ်တာပါမင်းအနေနဲ့ဒီဖြစ်စဉ်ကိုအလင်းစလို့လုပ်ဖို့မလိုပါဘူးကုစားခြင်းကအချိန်လိုပါတယ်မင်းရဲ့စိတ်ခန္ဓာကိုယ်နဲ့နှလုံးသားကြားကတိတ်ဆိတ်တဲ့ဆွေးနွေးမှုတစ်ခုပါကိုစိတ်ရှိပါငါဒီအရာကိုကုစားဖို့လိုတယ်ဆိုတဲ့ရှာဖွေတွေ့ရှိခြင်းဆိုတာကကုစားခြင်းရဲ့လုပ်ရတစ်ခုဖြစ်နေပါပြီအခုမင်းရဲ့မမြင်ရတဲ့ဒဏ်ရာတွေကိုစတင်ကုစားဖို့အတွက်လက်တွေ့ကျတဲ့နည်းလမ်းတစ်ခုကိုပြောပြပေးသွားပါမယ်။မင်းရဲ့နှလုံးသားထဲမှာခံစားချက်တွေကလေးလံနေတယ်လို့ခံစားရတဲ့အခါတိုင်းစမ်းကြည့်နိုင်ပါတယ်။အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်အသက်ရှူလေ့ကျင့်ခန်းလေးခဏလုပ်ပါမယ်။တက်ကိုအားရပါးရရှူသွင်းပါ။ရှူသွင်းပြီးရင်3စက္ကန့်လောက်အောင်ထားပါ။ပြီးရင်ဖြည်းဖြည်းချင်းရှူထုတ်ပါအခုလိုအသက်ရှူတာကို3ချိန်လောက်ရှူလိုက်ပါအသက်ကိုဖြည်းဖြည်းချင်းရှူသွင်းပါ3စက္ကန့်လောက်အောင်ထားပါပြီးရင်နှင်းသားစွာပြန်ရှူထုတ်လိုက်ပါအသက်ကိုဖြည်းဖြည်းချင်းရှူသွင်းပါ3စက္ကန့်လောက်အောင်ထားပါပြီးရင်နှင်းသားစွာပြန်ရှူထုတ်လိုက်ပါအသက်ရှူလိုက်တိုင်းကမင်းရဲ့ခန္ဓာကိုယ်ကိုငါအခုလုံခြုံနေတယ်လို့ပြောပြနေခြင်းပဲဖြစ်ပါတယ်ပြီးရင်တော့ဟိုဒီပြက်လွင့်နေတဲ့ကိုယ့်ရဲ့စိတ်တွေကိုပစ္စုပန်စီကိုပြန်ပြီးဆွဲခေါ်ရပါမယ်မင်းရဲ့အနားမှာရှိနေတဲ့တစ်ခုခုကိုကင်ကြည့်လိုက်ပါကလထိုင်နံရံမင်းရဲ့လက်တွေစသဖြင့်ပေါ့ပြီးရင်ခံစားရတဲ့အထီးတွေကိုခံစားပြီးတူတူလေးပြောပါငါဒီမှာရှိနေတယ်ငါဒီအခိုက်အတန့်မှာလုံခြုံတယ်ဒီအပြုတ်အမူလေးကမင်းရဲ့စိတ်ကိုအတိတ်ကနေပစ္စုပန်စီပြန်လာဖို့ကူညီပေးပါတယ်ကိုယ်စိတ်ပါတည်ငြိမ်သွားပြီဆိုရင်တော့ကိုယ်မှာရှိနေတဲ့မမြင်နိုင်တဲ့ဒဏ်ရာတွေကိုရှာဖွေဖို့အတွက်ဘဝရဲ့မြစ်ဆိုတဲ့လေ့ကျင့်ခန်းလေးတစ်ခုကိုလုပ်ကြပါမယ်ဒါလေးကိုလုပ်ဖို့အတွက်စာရွက်အလွတ်တရွက်နဲ့ဘောပင်တစ်ချောင်းလိုအပ်ပါတယ်ကိုယ်စိတ်ထဲမှာပေါ်လာတဲ့အရာတွေကိုရေးသားခြင်းပုံဆွဲခြင်းတွေနဲ့အတူမှတ်တမ်းတင်ဖို့ပါဒါမှလည်းကိုယ်စီမှာရှိနေတဲ့ဒဏ်ရာတွေကိုမြင်လာမှာဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ကလည်းအစင်သစ်ဖြစ်ပြီးလိုအပ်တဲ့စာရွက်နဲ့ဘောပင်လည်းပြင်ဆင်ထားပြီးဆိုရင်တော့ကျွန်တော်တို့ဒီလေ့ကျင့်ခန်းလေးကိုစလိုက်ကြရအောင်ပါကျွန်တော်တို့လုပ်ကြမှာကကိုမွေးဖွားစဉ်ကာလကနေစပြီးကိုဖြတ်တန်းခဲ့ရတဲ့ဘဝကိုပြန်တွေးပြီးကိုယ့်ရဲ့ဘဝကိုမြင့်တစင်းအနေနဲ့ပုံဖော်ရေးဆွဲမှာပဲဖြစ်ပါတယ်အခုလိုရေးဆွဲတဲ့အခါမှာကိုဆွဲလိုက်တဲ့ပုံကြီးကမလှမှာကိုရေးလိုက်တဲ့စာတွေကစလုံးပေါင်းမမှန်မှာတရားအထားအသို့မမှန်မှာစတာတွေကိုဘာဆိုဘာမှမစိုးရင်ပါနဲ့ကိုစိတ်ထဲမှာခံစားရတဲ့အတိုင်းကိုဆွဲတက်ရေးတတ်တယ်လို့ရေးဆွဲပါအားလုံးပဲမျက်စိထဲမှာမြင်အောင်လို့ကျွန်တော်ပုံလေးနဲ့အတူနမူနာပြထားပါတယ်ကိုမွေးဖွားစဉ်ကာလမှာမြစ်ဟာစတင်စီးဆင်းပါတယ်အဲ့ဒီလိုစီးဆင်းနေတဲ့မြစ်ကိုပုံဖော်ရေးဆွဲတဲ့အခါကိုဘဝအကြောင်းပြန်စဉ်းစားပြီးကိုဘဝကငြိမ်းချမ်းတဲ့အချိန်တွေကြုံတွေ့နေရတဲ့အချိန်မှာငြိမ်သက်ကျေပြန့်တဲ့ရေကိုကိုစားပြုတဲ့မြစ်ပြင်ကြဲကြဲကိုရေးဆွဲပါအဲ့ဒီလိုမြစ်ပြင်ကြဲကြီးနဲ့စီးဆင်းနေစဲမှာကိုကဘဝမှာခက်ခဲကြမ်းတမ်းမှုတွေစိတ်တန်ရာရခဲ့တဲ့အချိန်တွေရောက်တဲ့အခါမှာမြစ်ကျင်းတွေကြောက်ဆောင်တွေရေတခွန်တွေကိုကိုကြုံတွေ့ခဲ့ရတဲ့အခက်အခဲပေါ်မူတည်ပြီးကိုဆွဲခြင်းတို့ဆွဲပါဘဝမှာဘလို့လှုပ်ရမယ်မှမသိပဲပိတ်မိသလိုခံစားရတဲ့အချိန်တွေမှာဆိုရင်ဆယ်တွေရေလောင်တမန်တွေကိုဆွဲပါအဲ့ဒီလိုပဲကိုဘဝကခက်ခဲနေတယ်မျော်လင့်ချက်မဲ့နေတယ်ဆိုတဲ့အချိန်တွေမှာကိုညီအားပေးထောက်ခံခဲ့တဲ့လူတွေအဖြစ်အပျက်တွေရှိခဲ့တဲ့ဆိုရင်အဲ့ဓာတွေကိုတရားတွေဒါမှမဟုတ်မြစ်လက်တက်တွေအဖြစ်ရေးဆွဲပုံဖော်ပါ
နောက်ဆုံးကိုလက်ရှိရောက်နေတဲ့နေရာအထိဆွဲပါလူတစ်ယောက်နဲ့တစ်ယောက်ဟာကြုံတွေ့ရတဲ့အဖြစ်အပျက်တွေမတူသလိုသူတို့ရဲ့မြစ်ပုံတွေဟာလည်းတူမှာမဟုတ်ပါဘူးသူမှကြုံတွေ့ခဲ့ရတဲ့ပရိပခနှစ်တွေအတွက်ရေစီးတန်တဲ့နေရာတွေကိုဆွဲခဲ့ပေမဲ့သူ့ကိုအဆင်ပြေရှင်းတန်အောင်ကိုကြီးပေးခဲ့တဲ့တငယ်ချင်းတွေကိုကိုစားပြုတဲ့တရားတွေကိုလည်းဆွဲခဲ့တဲ့အမျိုးသမီးကိုကျွန်တော်သတိရမိပါတယ်သူမဆွဲထားတဲ့ပုံကိုကြည့်ပြီးရေစီးတွေကျန်းနေတဲ့အခါမှာတော့ကြောက်ဆောင်တွေပိတ်ဆို့နေတဲ့အခါမှာတော့ကျမရဲ့မြစ်ကစီးစင်းတာမရက်ခဲ့ဘူးလို့ပြောခဲ့ပါတယ်ကျွန်တော်တို့ကိုယ့်ရဲ့ဘဝရဲ့မြစ်ကိုပုံဆွဲပြီးတဲ့နောက်မှာစာကြောင်းအနှဲငယ်ရေးပါကိုယ့်ရဲ့မြစ်ကဘယ်မှာညီတက်ခဲ့သလဲဘယ်မှာကြောက်ဆောင်တွေနဲ့ရင်ဆိုင်ခဲ့ရသလဲဘသူတွေကကိုယ့်ရဲ့တရားတွေဖြစ်ခဲ့သလဲကိုယ့်ရဲ့မြစ်ကိုဘလို့ဆက်စီးဆင်းစေခြင်းတလဲဆိုတာတွေပေါ့ဒီလေ့ကျင့်ခန်းကမင်းရဲ့နာကျင်မှုကိုသာမကမင်းရဲ့ခွန်အားနဲ့မျှော်လင့်ချက်ကိုပါမြင်နိုင်ဖို့ကူညီပေးပါတယ်တေချာတာတစ်ခုကဘလို့မျိုးတွေနဲ့ပဲကြုံတွေ့ခဲ့ရသည်ဖြစ်စီမင်းရဲ့မြစ်ဟာအခုအချိန်ထိစီးဆင်းနေသေးပဲဆိုတာပါပဲအခုလိုဘဝရဲ့မြစ်ကိုဆွဲပြီးလက်ရှိကိုကြုံတွေ့နေရတဲ့ကိုယ့်ရဲ့အခြေအနေဟာကိုယ့်အတွက်အရန်ကိုခက်ခဲနေပြီးအကူအညီလိုအပ်နေတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်နေတယ်ဆိုရင်တော့ကိုယ့်ကိုကူညီပေးနိုင်မဲ့လူတွေကိုရှာဖွေပါဖြစ်နိုင်ရင်အကြံပေးပုဂ္ဂိုလ်ဆရာဝန်ဒါမှမဟုတ်စိတ်ကျန်းမာရေးဝန်ထမ်းတဦးဦးကိုဆက်သွယ်ပါကျွန်တော်တို့ Safe Space မြန်မာကိုဆက်သွယ်လို့လည်းရပါတယ်အကူအညီတောင်းခံခြင်းဟာအားနည်းခြင်းမဟုတ်ပါဘူးဒါဟာတတ္တိပါသေးငယ်တဲ့လူရက်တိုင်းကကိုငါကုစားခံရဖို့ထိုက်တန်တယ်လို့ပြောလိုက်တဲ့သတင်းစကားပါပဲကျွန်တော်ပြောခဲ့တဲ့ဇလန်းလေးတွေကကိုအောင်အကြောင်းကိုပြန်ပြောရမယ်ဆိုရင်မကူစားရသေးခင်တုန်းကဆိုကိုအောင်ဟာကျေလောင်တဲ့အတန်တစ်ခုကြားတာနဲ့နေစရာမရှိအောင်ထိတ်လန့်နေပြီးရင်အရင်ကသူကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးတွေကသူ့အာယုံမှာတစ်ခုပြီးတစ်ခုပေါ်လာပြီးသူ့စိတ်ကိုပုံမူခြောက်ခြားစေတယ်ပြီးရင်အဲ့ဒီနေ့တစ်နေ့လုံးဟာဘလို့မှနေလို့မပြောတော့ဘူးနောက်ပိုင်းကိုအောင်ဟာသူ့ရဲ့စိတ်ဒဏ်ရာကိုကုစားပြီးတဲ့နောက်မှာတော့ကျေလောင်တဲ့အတန်တွေကြားရတဲ့အချိန်မှာလန့်တာပါပဲဒါပေမဲ့အရင်ကလိုစိတ်ကိုခြောက်ခြားစရာအတွေးတွေနေရာမှာငါအဲ့ဒီအချိန်ကရှင်သန်ကြော်ဖြတ်နိုင်ခဲ့တာကံကောင်းတာပဲဆိုတဲ့အတွေးကဝင်လာတယ်အဲ့ဒီအတွေးနဲ့အတူကိုအောင်ဟာငါကြော်ဖြတ်နိုင်ခဲ့တာပဲဆိုတဲ့ယုံကြည်ချက်နဲ့အတူငါအခုအချိန်မှာဘေးကင်းနေတာပဲဆိုတဲ့အသည့်ကတတိနဲ့ကတ်လိုက်တဲ့အခါအရင်ကလိုစိတ်တွေခြောက်ခြားပြီးနေလို့မပြောတဲ့ကိစ္စတွေဆက်ဖြစ်မလာတော့ဘူးသူ့ရဲ့တဏိတာဟာလည်းပုံမှန်အတိုင်းပဲဆက်ပြီးရှင်သန်တယ်ကုစားတယ်ဆိုတာဒါပါပဲဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုမေ့ပစ်လိုက်တာမဟုတ်ပါဘူးဘယ်တော့မှမဖြစ်ခဲ့သလိုမျိုးဟန်ဆောင်တာမဟုတ်ပါဘူးအရင်ကမကောင်းတာတစ်ခုဖြစ်ခဲ့တယ်အဲ့ဒီအချိန်မှာငါဟာလဲသူများတွေလိုမျိုးနာကျင်ခံစားခဲ့ရတယ်ဒါပေမဲ့ငါကြော်ဖြတ်နိုင်ခဲ့တယ်အခုငါလုံခြုံနေတယ်ဆိုတဲ့အသည့်ကိုသတိနဲ့အမြဲကတ်ထားနိုင်ခြင်းပါပဲSafe Space မြန်မာကိုပူပေါင်းပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီနေ့မှာတခြားသူတွေမမြင်နိုင်တဲ့တရားတွေပြီးတော့သေးငယ်ပြီးတိကျတဲ့ခြေလမ်းတွေနဲ့ကုစားခြင်းကဘယ်လိုစတင်လဲဆိုတာကိုပြောခဲ့ပါတယ်။ကုစားခြင်းဟာဖြစ်ပျက်ခဲ့တာကိုမေ့ပစ်တာမဟုတ်ပါဘူး။ကုစားခြင်းဟာဖြစ်ပျက်ခဲ့တဲ့အရာနဲ့အတူအေးချမ်းစွာနေထိုင်ဖို့သင်ယူခြင်းပါ။ကုစားခြင်းဟာမင်းဒီနေရာမှာရှိနေစေပြီးတော့မင်းရဲ့ဇလန်းကဆက်လက်ဖြစ်တည်နေစေဆိုတာကိုသတိရခြင်းပါမင်းရဲ့အမာရွတ်တွေဟာရှက်စရာမဟုတ်ပါဘူးဒါတွေဟာမင်းရဲ့တန်မာမှုကိုပြတဲ့သက်သေပါမင်းရဲ့နာကျင်မှုတွေဟာအားနည်းခြင်းမဟုတ်ပါဘူးအဲ့ဒါတွေကမင်းရဲ့ဆရာပါနောက်တစ်ပတ်မှာတော့ကျွန်တော်တို့အပိုင်း6မျော်လင့်ချက်နဲ့ခန္ဓာရည်စမ်းအားအကြောင်းကိုပြောပြသွားပါမယ်။ဘဝကမရေရာဘူးလို့ခံစားရတဲ့အချိန်မှာတော့မျော်လင့်ချက်ကိုယ်တိုင်ကတတ္တိရဲ့ရင်းမြစ်တစ်ခုဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကိုလေ့လာရင်းကျွန်တော်တို့ရဲ့ခီးစဉ်ကိုဆက်လက်သွားပါမယ်။ Safe Space မြန်မာ Channel ပါကျွန်တော်တို့အတူတကွကုစားကြပါမယ်။ကျွန်တော်တို့အတူတကွမျော်လင့်ကြပါမယ်။မင်းတယောက်တည်းမဟုတ်ပါဘူး။